2026မှာကိုကကိုနက်ခွေတာတယောက်ဆက်လုပ်ပြီး Facebook YouTube TikTok စတဲ့ social media platform ကနေဒေါ်လာတွေလည်းအများကြီးဝင်ကျင်တယ်သူများကတွေလို့ brand အနေနဲ့လည်းလက်တွဲပြီးအလုပ်လုပ်ချင်တယ်ဒါပေမဲ့ခွေတာကိုဘယ်ကနေဆက်လုပ်ရမှန်းဖြစ်နေတဲ့သူတွေအတွက်ဒီနေ့စီနိုကတိထားတဲ့အချက်လေးတွေကို sharing လုပ်ပေးပါမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီဗီဒီယိုကြည့်ပြီးဆိုရင်တော့ခွေတာဆက်လုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီနံပါတ်1ကိုကကိုနက်ခွေတာတယောက်စလုပ်တော့မယ်ဆိုတဲ့ကိုရိုက်ချင်တဲ့ကိုနက်မျိုးစာကိုကိုတိုင်းတိတိကျကျသိဖို့လိုအပ်တယ်ကိုကဘလို့ကိုနက်ဗီဒီယိုတွေကိုစပြီးဗန်နီးကျင်တာလေဘလို့ကိုနက်တွေကိုကိုကဝါသနာပါလာလဲအဲ့ဒီကိုနက်ကရောကိုနဲ့ကညီမှုရှိလားမရှိလားကိုတိတိကျကျဆုံးဖြတ်ပြီးမှကိုနက်မျိုးစာကိုရွေးချယ်ပေးခြင်းပါတယ်โอเคနံပါတ်2ကတော့ audience တိုင်းဟုတ်ပါတယ်ကိုယ့်ရဲ့ကိုနက်ဗီဒီယိုကဘလို့လူတွေကိုအဓိက target ထားမှာလဲလူငယ်တွေလားဒါမှမဟုတ်လူကြီးတွေလားဒါမှမဟုတ်ကလေးတွေကိုလားတေချာတဲ့ target တခုကိုထားဖို့လိုအပ်တယ်ပြီးရင်ကို target ထားတဲ့လူတွေအတွက်ဘယ်လိုကိုနက်ဗီဒီယိုကအကောင်းဆုံးဖြစ်မလဲဘယ်လိုကိုနက်တွေကသူတို့အတွက်ထိရောက်မှုရှိပြီးတော့အကျိုးရှိမလဲဆိုတာကိုထည့်စဉ်းစားပေးဖို့လိုအပ်ပါတယ်နံပါတ်3ဒီအချက်ကကိုနက်ခွေတာဆက်လုပ်တဲ့သူတွေအတိုင်းမှားလင့်မှားထားရှိတဲ့အချက်တစ်ချက်ဖြစ်ပါတယ်လူတွေအများစုထင်တာကကိုနက်ခွေတာတယောက်ဆက်လုပ်တော့မယ်ဆိုရင်ဖုန်းကောင်းစားကြီးတွေငါမှရှိမှာကင်မရာကောင်းစားကြီးတွေငါမှရှိမှာဗီဒီယိုတွေစပြီးဖန်တီးလို့ရတယ်လို့ထင်တယ်ဒါပေမဲ့အဓိကမေ့နေတာကကျွန်တော်တို့ရဲ့စကေးကနေပဲကျွန်တော်တို့ကပတ်စံရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့အစာပိုင်းမှာကိုကငွေပိုရှန်နေတဲ့လူတရားမဟုတ်ဘူးဆိုရင်ဖုန်းကောင်းစားကြီးတွေကင်မရာအကောင်းစားကြီးတွေဝယ်မဲ့အစားခွေတာစလုပ်ဖို့ကိုမှလိုအပ်နေတဲ့စကေးတွေကိုမြင့်တင်ဖို့အတွက်သင်တန်းတွေတက်ဖို့အကြံပေးပါတယ်နံပါတ်4ကကိုရွေးချယ်ထားတဲ့ကိုနဲ့အမျိုးအစားကကိုရှိမှနာမည်ကြီးခွေတာတွေကရိုက်ခဲ့ပြီးွားပြီး view တွေလည်းအများကြီးပေါက်ခဲ့ပွားကြီးကိုကအခုမှစရိုက်မှာအတွက်သူတို့လို view တွေမပေါက်မှာဆိုတဲ့စိတ်ကြီးကိုမထားပါနဲ့ဘယ်အလုံးမဆိုဘယ်စီးပွားရေးလောကမဆိုကိုရဲ့အရှိမအောင်မြင်နေတဲ့လူတွေကအများတန်းရှိနေပြီးသားပါအဲ့ဒါကြောင့်မို့ကိုကသာသူတို့နဲ့ပုံစံမတူအောင်ကွဲပြားခြားနားနေတဲ့အနာဒိမ့်မဲ့ပုံစံမျိုးနဲ့လူတွေကိုရိုက်ပြနိုင်တဲ့ကိုနဲ့ဗီဒီယိုတွေကိုဖန်တီးပေးနိုင်တယ်ဆိုရင်ကိုကလည်းသူတို့တဲကလိုအောင်မြင်တဲ့ခွေတာတယောက်ဖြစ်လာပြီးအချိန်တို့အတွင်းမှာလူတွေမှတ်မိလာနိုင်တဲ့ခွေတာတယောက်ဖြစ်လာနိုင်ပါတယ်နံပါတ်5ကိုယ့်ရဲ့ကိုနက်ဗီဒီယိုတွေကိုအနည်းဆုံးတစ်ပတ်တစ်ခါအမြဲတမ်းတင်သွားပေးဖို့လိုအပ်ပါတယ်ဟုတ်ပါတယ်ကိုကကိုနက်ဗီဒီယိုတစ်ပုတ်ဖန်တီးပြီးတိုင်းတစ်လားနေမှရက်20နေမှဗီဒီယိုတစ်ပုတ်တင်မယ်ဆိုရင်ကိုကိုလူတွေကမှတ်မိမှာမဟုတ်သလိုကိုယ့်ရဲ့ personal brand ကိုလည်းတိစောက်ဖို့အရန်ခက်ခဲပါမယ်အဲ့ဒါကြောင့်မို့ quality ကောင်းတဲ့ဗီဒီယိုတွေလူတွေအတွက်အကျိုးရှိမဲ့ဗီဒီယိုတွေကိုပုံမှန်လေးတင်သွားပြီးမယ်ဆိုရင်အချိန်တိုအတွင်းမှာကိုကနာမည်ရလာတဲ့ခွေတာတယောက်ဖြစ်လာနိုင်ပါတယ်โอเคဒီဗီဒီယိုလေးကိုတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်ကြပါတယ်ဗီဒီယိုကိုအစားဆုံးကြည့်ပြီးခဲ့တဲ့သူတယောက်ချင်းစီအတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဘယ်လိုဗီဒီယိုတွေကိုဖန်တီးစေခြင်းလဲဘေးအချက်တွေကိုသိကျင်လဲဆိုတာကို comment မှာရေးသားပေးလို့ရပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ